မင်္ဂလာပါကျွန်တော်ဒီကားနဲ့ပတ်သက်ပြီးတော့စောက်ရန်လောက်ရတဲ့ကိစ္စလေးတခုရှိပါတယ်ဒီနေ့အဲ့ဒါလေးကိုပြချင်လို့ပါဘာလဲဆိုတော့ချက်လိုက်ပြမယ်နော်ဆိုတော့ကျွန်တော်ဒါဒီကားမနိုးတာ4-5ရက်ရှိသွားပြီပေါ့နော်ဖုန်နေလဲတင်တယ်ကားလေးဆေးမလို့ပါဆိုတော့နိုးကြည့်လိုက်ပါအောင်မယ်ထုံးစံတိုင်းဒီမှာဘာမီးမှမလာတော့ပါဘူးဗျာဆိုတော့ကျွန်တော်ကားကဘာဖြစ်လဲဆိုတော့ဟွာလာပေါ့ရက်လောက်1ရက်2ရက်လောက်မနိုးဆိုရင်ကိုဘက်ထရီကလစ်သွားပါတော့ဒါဘက်ထရီလည်းလဲပြီးပြီဒါပေမဲ့ကျွန်တော်ထင်ဒီ start motor ကနေဒီဘက်ထရီ drain ဖြစ်နေလို့ထင်တာပဲဆိုတော့ကျွန်တော်ကပြင်အောင်ပဲပေါ့နော်လောလောဆယ်တော့ဒါဘက်ထရီထောက်လိုက်ပါအောင်မယ်အဲ့တော့ဘက်ထရီဘယ်လိုထောက်ရမလဲမသိရလူတွေအတွက်လည်းကျွန်တော်တစ်ခါလေးပြပေးပါမယ်ဆိုတော့ကားရွှေ့ပါမယ်အရင်ကဆိုတော့ဘက်ထရီထောက်မယ်ဆိုရင်ဒါမျိုးကျိုးတကျိုးလိုပါမယ်ဆိုတော့ကားရှိရလူတိုင်းစောင့်ထားတဲ့နေပေါ့နော်အရေးပေါ်ဆိုရင်ဆိုတော့ဒါနဲ့ကျွန်တော်ဒီကားမှာထောက်ပြီးတော့ဒါဒီကားနှစ်စီးကိုထောက်ပြီးတော့နိုးမှာဖြစ်ပါတယ်ဆိုတော့ပထမဆုံးကျွန်တော်ဟိုမှာအရင်ဒီကားကိုရင်နိုးပြီးတော့ဒီမှာရွှေ့ရမယ်ပေါ့နော်ဆိုတော့ကားရင်ရွှေ့လိုက်ပါမယ်ဆိုတော့ဒါဒီကားဘက်ထရီဘယ်ဘက်မှာပါလဲမသိဟိုဘက်မှာထင်တာပဲဆိုတော့ကျွန်တော်ကားကိုပြန်ရွှေ့ရမယ်ပေါ့နော်ရှင်းသဘောနဲ့ဖွင့်ကြည့်လိုက်မယ်ဆိုတော့ဘက်ထရီရဲ့ဒီဘက်မှာဆိုကျွန်တော်ခေါင်းပြန်လှည့်ရမယ်ပေါ့နော်အိုးဆောင်းပူတယ်ဗျာဆိုတော့ဒါကျွန်တော်ကားရွှေ့ပြီးတော့ဒီကားကိုခေါင်းချင်းဆိုင်ပြီးတော့ဘက်ထရီထောက်မှဖြစ်ပါတယ်ဆိုတော့အနီကအနီချင်း join အနက်ကအနက်ချင်း join ရမှာပါဒါပြီးတော့ဒီအနီနဲ့အနက်နဲ့ခေါင်းနှစ်ခုသွားပြီးတော့မပူးဖို့အရေးကြီးပါတယ်ဒါတော့ပူရင်တော့ဒါ short ဖြစ်မယ်ပေါ့နော်ဆိုတော့ဒါဒီကျွန်တော်ရဲ့ battery down နဲ့ကားအနီကိုဟိုကားရဲ့အနီမှာ join ဒါပြီးရင်ဒီကအနက်ကိုဟိုကားရဲ့အနက်မှာ join ဒါပြီးရင်ဒီကားကိုနိုးလိုက်ရပါပြီဒါပေမဲ့ဒီဟိုဘက်ကဒီ donor ကားကနေပြီးတော့စနိုးထားဖို့တော့လိုပါမယ်ဒါမှမဟုတ်ရင်ကားဟိုကားလည်း battery down သွားနိုင်တယ်နော်ဆိုတော့ကျွန်တော် check လုပ်ပြပါမယ်ဒါတကယ်တော့ရိုးရှင်းပါတယ်ဒါပေမဲ့ဒါမလုပ်တတ်တဲ့လူတွေရှိရပေါ့နော်ဆိုတော့မလုပ်တတ်တဲ့လူတွေအတွက်သုံးဝင်အောင်တက်ပြပေးရပါဆိုတော့ကျွန်တော်ဒီမှာအနီကိုရင် join လိုက်မယ်ဒါပြီးရင်ဟိုဘက်ကားမှာလည်းအနီနဲ့ပြန်သွား join ရအောင်နော်ဒါအမဲဝင်မှာကြားလိုက်မယ်ဒီဟိုဘက်မှာအနီနဲ့ပြန်သွားကြရတယ်ဒီတစ်ခုလုံးဝထိလို့မရဘူးနော်တော့ဒါကျွန်တော်ဒါကျွေး join ပေးပါပြီ။ဖန်တွေပါလဲနေပြီပေါ့နော်။ဆိုတော့ကျွန်တော်ဆက်နိုးဖို့ပဲကြံတော့